Sarah Lampos Cortulus ကိုခေါ်ယူဖို့စက်သက်မှုတွေပြုလုပ်ထားပြီးဖြစ်တဲ့ Man U အသင်းမင်္ဂလာပါပြည်သူကြီး Man U အသင်းကတော့အသက်19နှစ်အရွယ်ဂရိတိုက်စစ်မှု Sarah Lampos Cortulus ကိုခေါ်ယူဖို့အိုလံပီယာကော့အသင်းထံကိုစက်သက်မှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ Man U အသင်းကတော့သူတို့ရဲ့အကယ်ဒမီအသင်းကိုအားဆိုင်မှုတွေပြုလုပ်ထားပြီးလားလာရှိတဲ့လူငယ်တွေကိုခေါ်ယူထားဖို့လေ့လာနေရပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်းလားလာရှိတဲ့လူငယ်ကစားသမားတွေဖြစ်တဲ့စီကူကိုနေချီရိုအိုဘီနဲ့ Haris Ahmad တို့ကို Man U အသင်းကခေါ်ယူထားပြီးဖြစ်ပါတယ်။အသက်19နှစ်အရွယ်အိုလံပီယာကော့တိုက်စစ်မှု Cortulus ကိုခေါ်ယူဖို့ Man U အသင်းကစက်သက်မှုတွေပြုလုပ်ထားပြီးဖြစ်ကြောင်းသတင်းတွေကဖော်ပြနေကြပါတယ်။အိုလံပီယာကော့အသင်းကလည်းသူတို့တိုက်စစ်မှုကိုမြောင်းချလို့ပဲအသင်းမှာဆက်ပြီးထိန်းထားလို့နေပါတယ်။ Man U အသင်းက Cortulus ကိုဘာကြောင့်ရအောင်ခေါ်ချင်နေရလဲဆိုတော့ Cortulus ဟာဒီရာသီဂရိအမှတ်ပေးပြိုင်ပွဲမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားပြီး33ပွဲကစားထားရာ6ဂိုးသွင်းယူထားပြီး2ဂိုးဖန်တီးမှုပြုလုပ်ထားပါတယ်။အကယ်ဒမီမှာတော့က Cortulus ဟာ Center Forward နေရာမှာကစားထားပြီးအခုအိုလံပီယာကော့အသင်းကြီးမှာတော့ကွင်းလယ်တိုက်စစ်နေရာမှာကစားနေပါတယ်။အသက်19နှစ်ပဲရှိသေးပေမဲ့သူ့ရဲ့ကောင်းမွန်တဲ့လှုပ်အားတွေတိုက်စစ်လိုက်ပါနိုင်မှုအပြင်ခံစစ်အဆင့်ကူနိုင်မှုကပါကောင်းမွန်နေလို့ Man U အသင်းကလိုချင်နေရပဲဖြစ်ပါတယ်။ဒါအပြင် Cortulus ဟာဘောလုံးဆွဲပြရမှာလဲထူးချွန်ပြီးဘောလုံးပြက်ဆက်ရာတွေဖက်ထုတ်ရာတွေမှာလည်းအတင်ကြီးလက်အောင်လှုပ်ပြနိုင်တဲ့သူပါ2025မေလမှအသက်18နှစ်ပြည့်မှာဖြစ်ပြီးသူ့ရဲ့ကာလတန်ဖိုးကပေါင်9တန်းဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့အမှန်တကယ်ပြောင်းရွှေ့ခြင်းကအဲ့ဒီထက်ပိုများဖို့ရှိနေပါတယ်နွေရာသီမှာအိုလံပီယာကော့အသင်းကသူတို့တိုက်စစ်မှုကိုမယောင်းချခဲ့ရင်တောင်မှMan U အသင်းကလက်မလျှော့ပဲခေါ်ယူဖို့ဆက်ပြီးစူးစမ်းမှာပဲဖြစ်ပါတယ်Man U အသင်းကသူတို့စိတ်ဝင်စားတဲ့ Sporting Lisbon တောင်ပန်ကစားသမား Giovanni Quina ကိုလက်လွတ်ရပြီးနောက်ပိုင်းMan U အသင်းဟာဂရိတိုက်စစ်မှုကိုခေါ်ယူဖို့လက်လျှော့မှာမဟုတ်ကြောင်းသတင်းတွေကဖော်ပြနေကြပါတယ်အဲ့ဒီတော့ Sarah Lampos Cortulus က Man U အသင်းကိုရောက်လာခဲ့ရင်နော်လူငယ်ကစားသမားတွေနဲ့စုဝတ်ထားတဲ့Man U အသင်းတိုက်စစ်ဟာပိုပြီးကောင်းမွန်လာဖို့ရှိနေပါတယ်